မြမတိုင်းရင်းသားရိုးရာအစားအစာတွေထဲမှာရခိုင်အစားအစာတွေဟာလွယ်ကူစွာရရှိနိုင်တဲ့ပါဝင်ပစ္စည်းတွေနဲ့သာရိုးရိုးရှင်းရှင်းချက်ပြုတ်ထားပေမဲ့ကောင်းမွန်တဲ့အရာသာကိုပေးစွမ်းနိုင်တဲ့အစားအစာတွေဖြစ်ပါတယ်။ဒီကနေ့ရဲ့ဆွေးမက်စီမဲ့ရိုးရာအစားအစာအစီအစဉ်မှာတော့လက်လက်ဆက်ဆက်တောကောင်သားတွေကိုရိုးရိုးရှင်းရှင်းတဘာဝဟင်းခက်အမွေးကြိုင်တွေနဲ့ပူပူနွေးနွေးချက်ပြုတ်စားတောက်လေးရှိတဲ့ရခိုင်မုတ်ဆိုးချက်ကြီးသားဟင်းလျာအကြောင်းကိုရိုက်ကူးတင်ဆက်ပေးကြပါရရှင်။ဒီနေရာမှာပါဝင်ပစ္စည်းတွေကိုစီမတက်တာဟာရခိုင်ရိုးရာချက်ဟင်းလျာတွေရဲ့နီလန်ဖြစ်တယ်လို့စီတက်တဲ့အနက်ကစီပြန်ဟင်းအရသာတွေကိုပေးစွမ်းတဲ့အတွက်ရိုးရှင်းလွယ်ကူစွာပဲချက်ပြုတ်တာဖြစ်ပါတယ်။ဒါပြီးရင်တော့ရေအနှင်းငယ်ထဲကဟင်းရသာညီစေဖို့အတွက်အိုးကိုအဖုံးပိတ်ပြီးလုံထားရမှာဖြစ်ပါတယ်။ရခိုင်မုတ်ဆိုးချက်ကတော့အဓိကမုတ်ဆိုးတွေဖမ်းလို့လာတဲ့အချိန်မှာလက်လက်ဆက်ဆက်အသားလက်ဆက်မှုရှိရင်အကိုတို့ကငပိလေးနဲ့ဂျင်းလေးနဲ့ကြက်သွန်နဲ့လေးရှိတာနဲ့ကိုချက်လို့အရသာချိုးမိနဲ့ဟင်းပွဲလေးတစ်ခုပေါ့နော်ရခိုင်မုတ်ဆိုးချက်ဟင်းလျာဟာတခြားစီပြန်ဟင်းတွေလိုမဟုတ်ပဲပါဝင်ပစ္စည်းတွေရိုးရှင်းစွာနဲ့ချက်ပြုတ်ထားပြီးရိုးရှင်းထုခဲ့တဲ့အရာသာကိုပေးစွမ်းနိုင်တဲ့ဟင်းလျာဖြစ်ပါတယ်။ဟင်းစီတွေလည်းမများဘဲနဲ့ဟင်းအနှစ်ချက်ဖြစ်တဲ့အတွက်ထမင်းနဲ့လိုက်ဖက်တဲ့ရခိုင်ရိုးရာအစားအစာလေးဆိုရင်လည်းမမားပါဘူးရှင်။